မြစ်တက်လင် channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ခြေရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခုတခါမှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာဇီယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့ဖျားမလို့တော်လို့အမည်ရတဲ့စိတ်ဝင်စားဖွယ်ကံမီးရဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်နေဖြစ်ပါတယ်ခင်ဗျာဖျောင်းနိုင်မီတွေစီစီထွန်းလာတဲ့ဇေဒီတဆူရဲ့ရင်းမြစ်တော်ပေါ်မှာတော့အောင်မြတ်တာမောင်ကောင်းတဲ့ခွန်လာတို့တယောက်တောင်စီထိုင်ကတရားရှုမှတ်နေကြတယ်။တကောင်ရဲ့အချိန်မို့ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေပြီးတစ်ချက်ဝေဝဲတိုက်ခတ်လာတဲ့ဒေနုညင်းလေးတွေကြောင့်ထွက်ပေါ်လာတဲ့ဆဲလဲတန်လေးကစိတ်နှလုံးကိုကြည်လင်အေးချမ်းစေခဲ့တယ်။အောင်မြတ်တာအနေနဲ့အချိန်အတော်ကြာတရားရှုမှတ်နေရင်ကနေပိတ်ထားတဲ့မျက်လုံးတွေကိုအသာအရာဖွင့်လိုက်ပြီးဝေနေရတတဝါတွေကိုမြစ်တာပေါ်အမြတမ်းဝေနေတဲ့အချိန်ကြောပေးထားတဲ့လေကားကနေလူတယောက်တက်လာတဲ့ခြေတောင်ကြားလိုက်ရတယ်။ဇေဒီရဲ့ပတ်ဝန်းကျင်ကမောင်မဲနေသလိုညတကောင်အချိန်ဖြစ်နေတာကြောင့်ကြားလိုက်ရတဲ့ခြေတံကတာမန်လူတယောက်မဟုတ်ဘူးဆိုတာသိနေပေမဲ့သူ့ဘာသာနဲ့ကိုယ့်ဘာသာလှုပ်ရှားရှိတာလို့ဆိုတဲ့ထုံးကိုနှလုံးမှုပြီးအမြတမ်းဝင်လိုက်ရာကြောဘက်ကနေတာရုခေါ်တန်တက်ထွက်လာခဲ့တယ်။အမြဝယ်ပြီးလို့ထိုင်ရကနေထားလိုက်ပြီးလှဲကြည့်လိုက်ရာတထောင်တတာရှိတဲ့တုတ်တချောင်းကိုကင်နာပြီးခန္ဓာကိုယ်ကနေအယောင်တွေတောက်ပနေတဲ့ဒူလက်ပိုင်းအမျိုးသားတယောက်ကပြုံးပြုံးကြီးကြည့်နေတာကိုမြင်လိုက်ရတယ်။ဒီမြင်ကွင်းကြောင့်အောင်မြတ်တာကလွယ်အိတ်ကိုပကုံးပေါ်လွှဲလိုက်ပြီးတော့ဘာအကြောင်းကိစ္စများရှိလို့ပါလဲအဲ့ဒီလိုမေးလိုက်ရာဒေါက်တာချောင်းကိုကင်နာတဲ့သူကဖြူဖွေးနေတဲ့သွားတွေပေါ်အောင်ပြောလိုက်ပြီးတော့ဆရာတို့ဇေဒီမှာရှိနေတယ်ဆိုလို့လာတွေ့တာပါကျုပ်တို့ဘာပြောစရာရှိလို့လဲပြောစရာတွေကတော့အများကြီးပါပဲဆရာအဓိကပြောချင်တာကတော့ခရမ်းတော်ဘက်ကိုကြွပြီးတော့သာသနာပြုစေချင်တာပါခရမ်းတော်ဆိုတာဘယ်နေရာကိုပြောတာလဲဒီကနေ9နာရီလောက်သွားရင်ခရမ်းတော်ရောက်ပါလိမ့်မယ်။အဲ့ဒီမှာဆရာတို့လိုတီလာတမာတိပညာနဲ့ပြည့်စုံတဲ့သူလိုအပ်နေပါတယ်။ခရမ်းတော်မှာဘလို့ကိစ္စတွေဖြစ်နေလို့လဲ။အောင်မြတ်တာရဲ့စကားကြောင့်ဒေါက်တာချောင်းကင်လာတဲ့သူကတပ်ပြင်းတစ်ချက်ချလိုက်ပြီးတော့ခရမ်းတော်ထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်ထားတဲ့ဇေဒီတစုရှိတယ်ဆရာ။အဲ့ဒီဇေဒီကိုထီးတော်တဲမှာကျွတ်လွတ်ကြမဲ့ပဋ္ဌာန်းဆက်တွေလည်းအများကြီးရှိတယ်။ဒါပေမဲ့အဲ့ဒီဇေဒီရှိတဲ့အရက်ကိုဘယ်သူမှသွားလို့မရတာပဲဘာလို့သွားလို့မရတာလဲခရမ်းတော်ထဲမှာရှိတဲ့ပုဂ္ဂိုလ်တွေကဖျားတန်တရားတန်မကြားချင်ကြတဲ့အစားတွေကိုပါနေတယ်သူတို့တော်ထဲမှာတရားလာချင်းကြတဲ့တန်ဃာတော်တွေကိုလည်းတနည်းမဟုတ်တနည်းနဲ့ဒုက္ခပေးကြလို့ဘယ်သူမှအကြိုက်တည်မသုံးနိုင်ကြဘူးအတေးကြောင်တော့ဆရာတို့ဟိုရောက်ရင်သိပါလိမ့်မယ်ဒါဆိုတင်ကကျုပ်တို့ကခရမ်းတော်ထဲမှာရှိတဲ့ရှေးဟောင်းစီတွေကိုပြန်လည်ပြုပြင်စေချင်တာလားဟုတ်ပါတယ်ဆရာဒီခီးစဉ်ကခက်ခဲကြမ်းတမ်းပြီးတော့လိုအပ်တာတွေလည်းများမယ်ဆိုတာသိပါတယ်။ဒါပေမဲ့ကျုပ်အနေနဲ့ဆရာတို့အနောက်ကနေပတ်မိုးကူညီပေးပါမယ်။ကောင်းပါပြီ။ကျုပ်တို့ယုံကြည်လို့အကူအညီလာတောင်းတာဆိုတော့လေမငြင်းရတော့ပါဘူး။ဒါနဲ့တင်းနာမည်ကဘယ်လိုခေါ်လဲ။ကျုပ်နာမည်ကတန်ဝရလို့ခေါ်ပါတယ်။ဒီစီဒီရဲ့အနောက်ဘက်ဂျိုတိုင်အောက်မှာနေပါတယ်။ကျုပ်တို့လည်းမနဲ့အလင်းရတာနဲ့ခရမ်းတော်ရှိတဲ့ရက်ကိုသွားကြည့်ပါမယ်။ကျေးဇူးတင်ပါတယ်ဆရာ။ဒါဆိုရင်ကျုပ်ကိုပြန်ခွင့်ပြုပါအဲ့ဒါနဲ့တန်ဝရကအောင်မြတ်တာကိုနှုတ်ဆက်ပြီးတော့ဒုတ်ချောင်းလေးတရရန်နဲ့ဂျိုတိုင်းလေးရှိတဲ့ဘက်ကိုထွက်သွားခဲ့တယ်မနက်မိုးလင်းတော့အောင်မြတ်တာတို့လည်းတန်ဝရပြောတဲ့ခရမ်းတော်ရှိရာရက်ကိုစတင်ထွက်ခွာခဲ့ပါတော့တယ်ဒီကနေကားတက်တန်လဲတက်တန်နဲ့ခရီးဆက်လာခဲ့ရာနေ့လယ်နှစ်ချက်တီးအချိန်မှာတော့ခရမ်းတော်နဲ့အနီးဆက်ဆုံးဖြစ်တဲ့တဲဖြူချောင်းရွာကိုရောက်လာခဲ့တယ်တဲဖြူချောင်းရွာရဲ့ဘေးပတ်လည်မှာတော့တောင်ကျချောင်းတွေဝန်းရံထားပြီးဖန်ရိုးတစ်လျှောက်ဖြူဖွေးနေတဲ့တဲတွေရှိနေတာကြောင့်တဲဖြူချောင်းရွာလို့ခေါ်တွင်ခဲ့ကြတယ်။အောင်မြတ်တာတို့ကတဲဖြူချောင်းရွာကိုရောက်တယ်ဆိုရင်ပဲခမောက်တလုံးစောင်းထားတဲ့လူတစ်ယောက်ကအနားကိုကပ်လာပြီးတော့ဒီကမိတ်ဆွေတွေကခရမ်းတော်ကိုသွားကြမဲ့သူတွေလား။အဲ့ဒီလိုမေးတာကြောင့်အောင်မြတ်တာကအံ့ဩတဲ့ဟန်နဲ့ကြည့်လိုက်ပြီးတော့မိတ်ဆွေကကျုပ်တို့ခရမ်းတော်ကိုသွားမယ်ဆိုတာဘယ်လိုသိနေရလဲ။ညာကျုပ်ကိုဒေါက်တာချောင်းကင်ထားတဲ့လူတစ်ယောက်ကအိမ်မက်လာပေးတယ်။မနေ့ကျရင်ဒီရွာကိုလွယ်ကိုစီလွယ်ထားတဲ့လူ၃ယောက်ရောက်လာလိမ့်မယ်။သွားကြိုပြအောင်သွားကြိုပါလို့ပြောလို့မနေ့တည်းကဒီကိုရောက်နေတာ။ဒါဆိုရင်တော့ကျုပ်တို့တဲခိုကိုမပူရတော့ဘူးပေါ့။တဲခိုကိုရောစားတော့ဖို့ရောမပူနဲ့ပြို။ကျုပ်တို့ရွာကိုရောက်လာတော့ကျုပ်တောင်ဝန်သာထားလိုက်ဗျာ။အခုလိုအိမ်မက်ထဲနဲ့အပြင်နဲ့တူဖို့ကလွယ်မှမလွယ်တာ။ဒါနဲ့မိတ်ဆွေရဲ့နာမည်ကဘယ်လိုခေါ်လဲ။ကျုပ်နာမည်ကဖိုးအေးလို့ခေါ်တယ်။ဒါဗျာ။ရွာထဲသွားရအောင်
အောင်မြတ်တာတို့ကလည်းဖိုးအေးခေါ်တဲ့နောက်ကိုလိုက်လာခဲ့ရရွာအဝင်လမ်းမအပေါ်ရောက်มาတော့မြက်ပတ်ပေရနေတဲ့သင်္ကန်းစုပ်ကိုဖယိုဖယဲယုံနိုင်တဲ့သူတစ်ယောက်ကအကြော်တဲလေးပေါ်မှာထိုင်ပြီးတော့တယောက်တည်းရီမောနေတာကိုမြင်လိုက်ရတယ်ကိုဖိုးကြီးဟိုပုဂ္ဂိုလ်ကယူနေရလားဟုတ်တယ်ဆရာသူကယူတာယူနေပေမဲ့မနှက်ဆိုရင်စွန့်ခံကြတယ်မိုးမလွဲခင်ရတဲ့စွန့်ကိုရောက်တဲ့နေရာမှာဖုံးနေဒါဆိုသူကရဟန်းအကျင့်ကျင့်နေသေးတာပေါ့ဟုတ်တယ်ဆရာကြွားလူတွေလည်းသူ့ကိုဘုန်းကြီးကျောင်းမှာထားသေးတယ်ဒါပေမဲ့သူကဒီလိုပဲရှောက်သွားနေရကြောင်းလက်လျှော့ထားရတာသူကဘာလို့အခုလိုယူသွားရတာလဲခရမ်းတော်ထဲမှာတရားသွားခြင်းရင်နဲ့အခုလိုဖြစ်သွားတာဆရာကြီးခရမ်းတော်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုအိမ်ရောက်မှကျွန်တော်တေချာပြောပြပေးမယ်အဲ့ဒါနဲ့အောင်မြတ်တာတို့လည်းကိုဖိုးအေးရဲ့စကားကြောင့်ဘာမှဆက်မမေးတော့ပဲခေါ်ဆောင်ရနောက်ကိုသာလိုက်လာခဲ့ကြတယ်ကိုဖိုးအေးရဲ့အိမ်ကရွာရဲ့အလယ်ပိုင်းမှာရှိပြီးတော့ပြင်တောင်ပြင်ခင်းတောင်ထမ်းမိုးအိမ်ဖြစ်တဲ့အပြင်ပြန်ဝန်းတဲ့ခြံထဲမှာပန်းပင်တွေစိုက်ပျိုးထားတာကြောင့်တနေကုန်ပင်ပန်းထားသမျှခြံထဲအရောက်မှာအမောပြေသွားခဲ့တယ်ကိုဖိုးအေးရဲ့အမျိုးသမီးဖြစ်သူကအောင်မြတ်တာတို့ကိုမြင်တော့ဝမ်းသာအားရနဲ့ဆင်းလာပြီးတော့အိမ်မက်ထဲမှာလာပြောတဲ့အတိုင်းရောက်လာကြတာပဲတော်ရဲ့ဆရာတို့အိမ်မော်ကြွကြပါလို့အဲ့ဒီလိုပြောတာကြောင့်အောင်မြတ်တာတို့ကအိမ်မော်ကိုတက်လာခဲ့လိုက်တယ်အိမ်မော်ရောက်မှာတော့တန်ရှင်းတက်ရက်နေတဲ့ဖះเจ้าတော်ပေါ်မှာတောပန်းတွေပူဇော်ထားတာကိုမြင်လိုက်ရတဲ့အပြင်ဖះเจ้าတော်ရှိမှာသုံးပြီးဆိုင်ကတော့ဝဲတဝဲထိုးထားတာကိုမြင်လိုက်ရတယ်ညရောက်တော့ကိုဖိုးအေးတို့လင်မယားအိတ်ခံနဲ့လက်ဖက်တုံးနဲ့ရင်းနှီးချမ်းကိုမြည်ကစကားပြောရင်ညနေကတွေ့ခဲ့တဲ့ဘုန်းကြီးเจ้าကိုစကားရောက်သွားခဲ့တယ်ဆရာတို့ကိုပြောရင်ယုံမှာမဟုတ်ဘူးအဲ့ဒီဘုန်းကြီးကလွန်ခဲ့တဲ့10နှစ်လောက်ကဒီနေ့တစ်ဝိုက်မှာအကြမ်းမြင်ရတယ်ဆိုပြီးတော့နာမည်ကြီးခဲ့တာဗျဒါဆို तू ကဘလို့ဖြစ်ပြီးတော့အခုလိုဘဝကိုရောက်သွားတာလေခရမ်းတော်ကြောင့်မို့ဆရာရဲ့ကျုပ်တို့ဒေသခံတွေကတော့ခရမ်းတော်ကိုဖျားမလို့တော်လို့ခေါ်ကြတယ်ဖျားမလို့တော်ဟုတ်လားနာမည်ကထူးဆန်းလိုက်တာဟုတ်တယ်ဆရာရဲ့အဲ့ဒီတော်ထဲမှာမြင်အပ်မမြင်အပ်တဲ့သူတွေအများကြီးပဲဘိုးဘေးတွေပြောတာတော့ခရမ်းတော်နေရာမှာအရင်ကစီကားတဲ့မြို့ကြီးတစ်မြို့ရှိခဲ့ဘူးတဲ့ခြေတုံးကတာယာဝပြောတဲ့မြို့ဆိုရင်အနီးနားမှာရှိတဲ့မြို့တွေကတိုက်ခိုက်ပြီးတော့တိတ်ယူတတ်တယ်လေဒါပေမဲ့အဲ့ဒီမြို့ကိုတော့ဘာကြောင့်လဲမှတိတ်လို့မရဘူးဒါကြောင့်ရန်သူဘက်ကတချို့တွေကရဟန်းတွေအဖြစ်အသွင်ယူပြီးတော့မြို့တွေကိုစိတ်ဝင်နေကြတယ်အတူချုံပြီးတော့ပြောရရင်ရဟန်းအတူရောက်နေကြောင်းမြို့ကရန်သူလက်ထဲကိုကျသွားသလိုမြို့သားကလည်းတိုက်ပွဲမှာကြာဆုံးခဲ့ရတယ်အဲ့ဒီမှာမြို့သားရဲ့ဇနီးကမြို့ရိုးထိပ်ပေါ်ကိုတက်ပြီးတော့သူတို့မြို့ကိုဖျက်ဆီးခဲ့တဲ့ရဟန်းတွေကိုကျိန်စာတိုက်တော့တာပဲသူ့ရဲ့ကျိန်စာတကယ်ကိုဖြစ်လာတယ်ပြောရမယ်မြို့ရိုးစီးတဲ့ကိုဝင်တဲ့ရဟန်းမှန်သမျှတခုမဟုတ်တခုဖြစ်တော့တာပဲဗျကိုဖိုးကြီးကစကားပြောရင်းနဲ့မောသွားဟန်နဲ့ရင်းနှီးချမ်းတစ်ခွက်ကိုကောက်ကတောက်လိုက်တယ်ဒါနဲ့ဖျားမလို့တော်လို့ဘာကြောင့်ခေါ်ကြရလဲအဲ့ဒီတော်တွေကိုသွားရင်ဖျားတရားတန်ကောင်တလို့မရဘူးတောင်မီတိုက်ရင်တော့မှအနောက်ရှက်တွေကဝင်လာတာပဲတော်ထဲမှာထင်းခုတ်သွားကြတဲ့သူတွေကမြို့သားရဲ့ဇနီးကအခုတည်းမကျွတ်လွတ်သေးပဲနဲ့ရှိနေတယ်လို့ပြောကြတယ်တချို့ကြတော့လေသူတို့တည်ခဲ့တဲ့ဈေးဒီအပြက်နာမှာအဲ့ဒီအမျိုးသမီးကိုမြင်ကြရလို့ပြောကြတယ်ဒါဆိုညနေကတွေ့ခဲ့တဲ့ဘုန်းကြီးကခရမ်းတော်တွေကိုသွားလို့အခုလိုဖြစ်သွားလားဟုတ်တယ်ဆရာသူကဝါတင်း3လအတိတ်တန်နဲ့ခရမ်းတော်တွေမှာတကားပိတ်တရားသွားကျင်တာသူနေဖို့ကြောင်းတင်ကန်အောင်တော့မှကျုပ်တို့သွားပြီးတော့စောက်ပေးခဲ့သေးတာတက်လန်းစိတ်ဝင်စားဖို့ကောင်းနေပြီဆက်ပြောပါဦးဗျဘုန်းကြီးကဝါရင်း3လလုံးကြောင်းထဲမှာတကားပိတ်ပြီးတော့တရားကျင်တာကြွားသားတွေကတနေ့တစ်ချိန်စွန်းတော့ပို့ရတယ်စွန်းပို့တယ်ဆိုတာကလေပိတ်ထားတဲ့တကားအပြင်မှာထားပေးခဲ့ရုံပါပဲဒီလိုနဲ့တလားလောက်အကြာမှာတော့ပို့ထားတဲ့စွန်းနေရတကားဝမှာဒီအတိုင်းရှိနေလို့အထဲဝင်ကြည့်တာအခုလိုပုံစံမျိုးတွေ့ရတော့တာပဲနောက်ထပ်ရောအခုလိုအဖြစ်မျိုးတွေဖြစ်သေးလားဖြစ်တာဖို့ဆရာရဲ့ဖျားမလို့တော်တဲ့ကိုအခြားရက်ကတန်ဃာတော်တွေလာပြီးတော့တရားလာချင်းကြသေးတယ်ဒါပေမဲ့ဘယ်သူမှတလားထပ်ပို့ပြီးတော့မနေနိုင်ဘူးအကုန်ပြန်ပြေးကြတာပဲကိုဖိုးကြီးပြောပုံအရဆိုရင်ခရမ်းတော်ကအတော်ကိုကျန်းနေပုံပဲကျန်းတာတော့အတော်ကိုကျန်းတာဆရာရဲ့နောက်ပြီးတော့တောထဲမှာဇေဒီပြတ်တဆူလည်းရှိသေးတယ်အဲ့ဒီဇေဒီနာကိုဘယ်ရွာသားမှမသွားရဘူးလမ်းမပြီးတော့ရောက်သွားတဲ့သူတွေပြောတာကတော့ဇေဒီနာမှာဥစ္စာဆောင်လို့တိုင်တန်းရှင်တွေလို့မိမတွေကရှောက်သွားနေကြနေတဲ့မြို့ပြက်ကြီးလို့ဖြစ်နေတဲ့နေရာဆိုတော့ဒီလိုပုံကိုယ်တွေရှိတာမဆန်းပါဘူးကျုပ်တို့ကလည်းခရမ်းတော်တွေကဇေဒီကိုပြန်လည်ပြုပြင်မှုဂတိပေးခဲ့ပြီးပြီဆိုတော့မဖြစ်မနေတော့သွားရအောင်မယ်ဆရာတို့ကခရမ်းတော်တွေကိုတကယ်သွားကြမှာလားဟုတ်တယ်ကိုဖိုးကြီးမနက်မိုးလင်းတာနဲ့ကျုပ်တို့စဝင်ပါမယ်
ခရမ်းတော်တွေကိုဝင်မယ်ဆိုရင်တို့အပ်တဲ့ရိတ်ခါတွေကိုကျုပ်ထည့်ပေးပါရစေအခုလိုကူညီပေးတာကျေးဇူးတင်ပါတယ်ဗျာရပါတယ်ဆရာရဲ့ဆရာတို့ရည်ရွယ်ချက်လည်းအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာအဲ့ဒါနဲ့ကိုဖိုးကြီးကအောင်မြတ်တာတို့ကိုဆုတောင်းပေးပြီးတော့လိုအပ်တဲ့ရိတ်ခါတွေကိုထုတ်ပိုးရန်အိမ်နောက်ဖေးကိုထွက်သွားခဲ့တယ်ကိုဖိုးကြီးထွက်သွားတော့အောင်မြတ်တာကမောင်ကောင်းတဲ့ခွန်သားတို့ဘက်ကိုကြည့်ပြီးတော့ဒီတစ်ခေါက်ခရီးစဉ်ကမြင့်တာကိုအခြေခံပြီးတော့တွားရမယ်ခရီးပဲဒီခရီးမှာငါတို့ကဧည့်သည်တွေဖြစ်လို့ပညာတွေကိုမိမိကိုယ်မိမိကာကွယ်ဖို့အတွက်ပဲသုံးရနိုင်မယ်ငါတို့သူတို့ဘက်ကလက်ခံလာအောင်မြင့်တာနဲ့စီးရုံရမယ်ဟုတ်ကဲ့ပါဆရာကျွန်တော်တို့အတက်နိုင်ဆုံးသတိထားပါမယ်အောင်မြတ်တာမောင်ကောင်းတဲ့ခွန်သားကိုစုံမပြီးတဲ့အချိန်ကိုဖိုးကြီးကချင်းနောက်တစ်လုံးနဲ့ပြန်ရောက်လာပြီးတော့မနေ့ကျရင်ဆရာတို့ကိုကြုတ်လိုက်ပို့ပါမယ်ဒါတပတ်စာရိတ်ခါတွေထည့်ထားတဲ့ချင်းပါမဟုတ်တာကိုဖိုးကြီးရဲ့ကျုပ်တို့ကိုဘာသာပဲတွားပါမယ်ဆရာတို့ကတောထဲကိုတခါမှရောက်ဘူးတာမဟုတ်ဘူးလေကျုပ်ကလည်းဆရာတို့ကိုတဲမဲ့နေရာထိလိုက်ပို့ပြီးမှာပါအဲ့ဒီလောက်ကတော့တွားလို့ရပါတယ်ဗျကျုပ်တို့ကအားနာလို့ပါဗျာအားနာစရာမလိုပါဘူးဆရာတို့ကိုလိုက်ပို့မဲ့နေရာကိုကြွားသားတွေတပတ်တစ်ခါလောက်ရောက်ကြတယ်တပတ်ပြည့်တဲ့အခါလိုအပ်တဲ့ရိတ်ခါတွေကိုကျုပ်ထည့်ပေးလိုက်ပါမယ်အောင်မြတ်တာတို့လည်းကိုဖိုးကြီးရဲ့စေတနာကိုမြင်ပြီးတော့တာတို့သုံးချိန်ခေါ်ကအတိအမှတ်ပြုလိုက်ကြတယ်မနေ့ရောက်တော့ကိုဖိုးကြီးရဲ့လမ်းပြမှုနဲ့အောင်မြတ်တာတို့ကဖျားမလို့တော်တဲ့ကိုစတင်ပြီးတော့ဝင်ရောက်ခဲ့ကြတယ်ကြွားနေမိနစ်40လောက်ရှောက်လာပြီးချိန်မှာတော့တစ်သားအိမ်လေးတစ်လုံးရှိအောင်ရောက်လာခဲ့တယ်ဒါကတောထဲမှာတရားလာခြင်းနဲ့ဘုန်းကြီးတွေနေတဲ့အဆောင်ပဲအဆောင်ရဲ့နောက်မှာတော့စမ်းကြောင်းတစ်ခုရှိတယ်ဆရာတို့သုံးဖို့ရည်လို့ရင်တော့အဲ့ဒီကနေပဲခတ်သုံးလို့ရတယ်ဒီလောက်ဆိုအဆင်ပြေပါပြီကိုဖိုးကြီးကရောတယောက်တည်းပြန်လို့အဆင်ပြေရဲ့လားဒီကနေပြန်ရင်တော့အဆင်ပြေပါတယ်ကျုပ်အတွက်စိတ်မပူကြနဲ့ဆရာတို့အဆင်ပြေပြီဆိုရင်ကျုပ်ပြန်တော့မယ်ကိုဖိုးကြီးကအောင်မြတ်တာတို့ကိုနှုတ်ဆက်ပြီးတော့ဒါယာလန်းအတိုင်းကိုပြန်ထွက်သွားခဲ့တယ်အောင်မြတ်တာတို့လည်းကိုဖိုးကြီးပြန်သွားတာနဲ့ဖုံလင်အမိုက်တွေနဲ့ရှုပ်ပွနေတဲ့တသားအိမ်လေးကိုတန့်ရှင်းလုပ်ပြီးတော့ပါလာတဲ့ပစ္စည်းတွေကိုနေရာချနေတဲ့အချိန်အိမ်နေရောင်တစ်ခုခုနဲ့ပြစ်ပေါက်တဲ့အတန်ကိုကြားလို့ထွက်ကြည့်လိုက်ရာတက်သီးစောလောက်ရှိတဲ့မြေစာကဲတစ်လုံးကျနေတာကိုမြင်လိုက်ရတယ်ဒါအောင်မြင်တဲ့မောင်ကောင်းကအောင်မြတ်တာကိုကြည့်ကပကုံးတွန်းပြလိုက်ပြီးတော့ဆရာလူတွေကရောက်တာနဲ့မိတ်ဆက်နေကြပြီထင်တယ်အဲ့ဒီလိုရည်ကြီးကြီးနဲ့ပြောလိုက်ပါတော့လေတအိမ်လုံးကိုတန့်ရှင်းလုပ်ပြီးချိန်မှာတော့အောင်မြတ်တာလွယ်ထဲပါလာတဲ့စင်းလူတစုကိုထုတ်ကတွန်းနေတဲ့ဘုရားကျောင်းတော်ပေါ်တင်လိုက်တဲ့ချိန်ခက်လန်းလန်းနေရာကနေတောက်ခတ်တန်တစ်ချက်ကထွက်လာတာကိုကြားလိုက်ရတယ်ဆရာလူတယောက်တောက်ခတ်တဲ့အတန်ကိုကြားလိုက်လားကြားတယ်မောင်ကောင်းနေရတော့အတော့ကိုကြားနာဟိနေကင်းကြောင်တော်မှာတော့ဒီလောက်ဆိုရင်ညဘက်ဆိုရင်တော့ဘာတွေဖြစ်လာမလဲမပြောတတ်တော့အဲ့ဒါနဲ့အောင်မြတ်တာနဲ့မောင်ကောင်းတို့စကားပြောနေတဲ့အချိန်အိမ်နောက်ဘေးမှာရှိနေတဲ့ခွန်သားအပြင်ကိုထွက်လာပြီးတော့ဆရာအိမ်ကိုစီးချမှရတော့မယ်ဘာဖြစ်လို့လဲခွန်သားကျွန်တော်အိမ်နောက်မှာရေသုံးဖို့အိုးတွေစီနေတော့မှခဲနဲ့ပေါက်ခံရလို့ခွန်သားကဂျိုဆောင်ကိုပို့ရင်းနဲ့လက်မှာကင်ထားတဲ့အရာကိုဖြန့်ပြလိုက်ရာလောက်စလုံးကရှိတဲ့ကြောက်ခဲတစ်လုံးကထွက်လာခဲ့တယ်မင်းတို့အားလုံးပြီးပြီဆိုရင်တော့လှုပ်ထားတဲ့တာကိုလုပ်ကြတာပေါ့ဟုတ်ကဲ့ဆရာပစ္စည်းတွေအားလုံးတော့နေရာချထားပြီးပြီကဲဒါဆိုဖះเจ้าတော်ရှိမှထိုင်ကြအောင်မြတ်တာမောင်ကောင်းတဲ့ခွန်သားကိုဖះเจ้าတော်ရှိမှထိုင်ခိုင်းပြီးတာနဲ့စီးချကာတာကို39အုပ်ရွတ်ဆိုစီခဲ့တယ်မောင်ကောင်းတဲ့ခွန်သားတို့အိမ်ပပတ်လေကိုစီးချနေတဲ့အချိန်အောင်မြတ်တာတောတောင်ထဲမှာရှိတဲ့မြင်အပ်မမြင်အပ်ပုံကိုယ်တွေကိုမြစ်တာပို့နေခဲ့တယ်ခဏနေတော့အောင်မြတ်တာမတည့်ရက်လိုက်ပြီးတော့ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာငါတို့မြစ်တာပို့တာကိုသူတို့ကလောင်နေကြတယ်။ဒီမော်လေးအခုမှအစဆိုတော့ဒီလောက်တော့ရှိမှာပေါ့လေ။အဲ့ဒီလိုရေရွလိုက်တာကိုမောင်ကောင်းတဲ့ခွန်သားတို့ကကြားလိုက်ရတယ်။အိမ်ပတ်လေကိုစီးချပြီးသွားတော့ပတ်ဝန်းကျင်ကအရင်လိုမဟုတ်တော့ဘဲနဲ့ချက်ချင်းတိတ်ဆိတ်သွားခဲ့တယ်။တောအတွင်းကနေအော်မြည်နေတဲ့ကျင်းငတ်တို့ရဲ့အတန်ပိုးကောင်ငယ်လေးတွေရဲ့အတန်ကမီးကိုရင်းနဲ့နှင်းလင်းသလိုဖြစ်သွားပြီးတော့ဒေတိုက်တံတွေမကြားတော့တဲ့အထိဖြစ်သွားခဲ့တယ်။ထိုအချိန်ကြီးကြောင့်ခွန်သားကပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီးတော့ဆရာအချိန်ကြီးကချက်ချင်းကိုပြောင်းလဲသွားရင်နော်ဒါတမန်ရိုးကြတော့မဟုတ်တော့ဘူးငါလည်းတတိထားမိတယ်သူတို့ကငါတို့ကိုအကဲခတ်နေကြပြီဒါပေမဲ့သူတို့ကိုအာယုံဆိုင်နေရင်ပန်းနိုင်ကိုရောက်မှာမဟုတ်ဘူးကဲကိုလှုပ်เสียရှိတာကိုလှုပ်ထားကြအောင်မြတ်တာမောင်ကောင်းတဲ့ခွန်လာကိုဆုံးမပြီးတော့သူကိုယ်တိုင်လည်းပတ်ဝန်းကျင်ကိုမတိကျွန်းုံပြူကနေခဲ့တယ်ဒီလိုနဲ့ညနေဘက်ကိုတဖြည်းဖြည်းနဲ့လှမ်းလာတဲ့အချိန်နေမင်းရဲ့အလင်းရောင်ကတစ်ပင်အုပ်အောက်မှာမှိန်ပြပြအလင်းဖြစ်တော့ပြောင်းလဲသွားခဲ့တယ်ဒီအချိန်မှာတော့အောင်မြတ်တာကမောင်ကောင်းတဲ့ခွန်လာကိုခေါ်ပြီးတော့ဒီနေ့ညအရေးကြီးတယ်နေ့လယ်တည်းကသူတို့ကငါတို့ကိုအကဲဆက်နေကြတာ
အခုကအလင်းလဲပြောက်လို့ဆဲဆဲဖြစ်နေပြီဆိုတော့ဒီအချင်းကစပြီးတော့တတိထားဖို့လိုလိမ့်မယ်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတာပြောပါစရာသူတို့ဘလောက်ပဲအကဲစမ်းပါစေကျွန်တော်တို့ကတော့နောက်ဆုံးမှာမဟုတ်ဘူးမောင်ကောင်းရဲ့စကားကြောင့်အောင်မြတ်တာပြောလိုက်ပြီးတော့မင်းတို့ဘာမှမကြောက်ကြနဲ့ငါတို့ကမေတ္တာကိုအရင်ခံပြီးတော့သွားနေတဲ့သူတွေဖြစ်လို့သူတို့ရဲ့စမ်းသပ်မှုတွေကိုမေတ္တာနဲ့အနိုင်ယူဖို့ပဲကြိုးစားကြအဲ့ဒီလိုမှာကြားပြီးတော့သူကိုယ်တိုင်လည်းဘုရားကျောင်းတော်ရှိမှထိုင်ကအရက်လေးမျက်နှာကိုမေတ္တာပို့နေခဲ့လိုက်တယ်ညအမောင်ကတော်တဲ့ကိုအလုံးစုံဖုံးလွှမ်းသွားတဲ့အချိန်အောင်မြတ်တာတို့ဆရာတပည့်တွေလည်းပါလာတဲ့ဘုရားနိုင်တွေကိုဘုရားကျောင်းတော်မှာပူဇော်ပြီးတော့မေတ္တာအောက်သာအနိုင်နိုင်ပို့နေခဲ့ကြတယ်ဒီလိုနဲ့အချိန်တခုကြာတဲ့အချိန်မှာတော့ပုတ်ပုတ်ပုတ်ဆိုတဲ့အိမ်တကားကိုလာထူးတဲ့အတန်ကိုကြားလိုက်ရတယ်အဲ့ဒီအတန်ကြောင့်မောင်ကောင်းကမေတ္တာပို့နေရကနေရက်လိုက်ပြီးတော့ဆရာကြားလိုက်လားကြားတယ်မောင်ကောင်းတို့အာယုံမဆိုင်နဲ့ကိုယ့်အလုပ်ကိုပဲဆက်လုပ်ပါစကားဆုံးမှပဲအိမ်တကားကိုတထုံထုံနဲ့လာထူးနေတဲ့အတန်ကပို့ပြီးတော့ကျဲလောင်လာခဲ့တယ်ထိုအတန်နဲ့အတူအပြင်ဘက်ကနေတကားဖွင့်ပေးပါကျမတဲပြူချောင်းရွာမှာနေတဲ့သူပါဒီတော်ထဲမှာထင်းလာခွင့်နဲ့တောလဲနေလို့ဒီမှာတညလောက်တဲခွင့်ပြုပါဆိုတဲ့အတန်ထွက်လာခဲ့တယ်ထိုအတန်ကြောင့်အောင်မြတ်တာကမောင်ကောင်းတဲ့ခွန်လာအောင်ကြည့်ပြီးတော့မျက်ခုံးကိုတွန်းပြလိုက်တယ်အောင်မြတ်တာတို့ဘက်ကဘာမှမတုံ့ပြန်တော့အိမ်အပြင်ကနေတငုံတီပြောနေတဲ့အတန်ကချက်ချင်းပြောက်သွားပြီးတော့မိမတယောက်ရဲ့ရည်တန်ကအိမ်ပတ်လေကနေထွက်လာခဲ့တယ်ထူးဆန်းတာအတန်ကအိမ်အပြင်ကနေတယ်မဟုတ်ဘဲနဲ့တခါတရံအိမ်အပေါ်ကနေတခါတရံအောက်ကနေတခါတရံအဝေးကနေတပြိုင်နက်ထွက်နေသလိုဖြစ်နေခဲ့တယ်တဖြည်းဖြည်းနဲ့ကျန်းလာတဲ့အနောက်ဆက်ကြောင့်အောင်မြတ်တာချက်ချင်းဆိုသလိုမြစ်တာပိုးတဲ့လေတောင်ကိုမြှင့်လိုက်ပြီးတော့ရွတ်ဆိုလိုက်ရာအိမ်အပြင်ဘက်မလန်မကန်ကနေဖျားဖြစ်မဲ့အုံနီခဲကြီးတွေပါလားဆိုတဲ့လောင်ပြောင်တန်ကထွက်ပေါ်လာခဲ့တယ်။အဲဒီနောက်တိတ်မကြခင်မှာပဲဝုန်းဆိုတဲ့အတန်နဲ့တူအိမ်ခေါင်မှုပေါ်တစုံတစ်ယောက်ကခုန်ချလိုက်တဲ့အတန်ထွက်လာခဲ့သလိုဖျားเจ้าဆောင်မှာထွန်းလာတဲ့ဖျောင်းနိုင်ကြီးကဖြတ်ကနေငိမ့်ကျသွားခဲ့တယ်။တအိမ်လုံးမှာဖျားเจ้าဆောင်မှာပူဇော်ထားတဲ့ဖျောင်းနိုင်မီအလင်းနဲ့ရှိတာမို့မြင်းငိမ့်သွားတာနဲ့အလင်းရောင်ကချက်ချင်းပြောက်ကွယ်သွားခဲ့တယ်။အိမ်တစ်ခုလုံးအမောင်ကျသွားတာနဲ့အိမ်ခေါင်မိုးကနေလမ်းလျှောက်နေတဲ့ခြေတံတွေကထွက်ပေါ်လာခဲ့တယ်။ကြားလိုက်ရတဲ့ခြေတံတွေကတဦးတယောက်တည်းလမ်းလျှောက်နေတာမျိုးမဟုတ်ပဲလူတွေအများကြီးအိမ်ခေါင်မိုးပေါ်ကိုလမ်းလျှောက်နေတဲ့ခြေတံတွေကြောင့်မောင်ကောင်းတဲ့ခွန်လာတို့ကတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးတော့ဒီနေရာထင်သားအထက်ကိုပို့ပြီးတော့ကျန်းနေပါလားအဲ့ဒီလိုခတ်တိုးတိုးရေးလိုက်ပါတော့တယ်မောင်ကောင်းတဲ့ခွန်လာတို့ကအချင်းချင်းပြောပြီးတဲ့အချိန်မှာပဲအိမ်ခေါင်မိုးပေါ်ကနေအိမ်ရှိကိုကြီးမားတဲ့အရာတစ်ခုကခုန်ချလိုက်တယ်လို့အတန်ကြီးကထွက်လာခဲ့တယ်အဲ့ဒီအချိန်ကြီးကြောင့်ခွန်လာအသက်ကိုပြင်းပြင်းရွှေနေဆရာတကားရှိမှရှိနေပြီသူတို့ကငါတို့အာယုံတက်တာနဲ့ထွက်သွားအောင်လုပ်နေတာပဲအောင်မြတ်တာရဲ့စကားအဆုံးမှာအိမ်တကားကိုလက်သေးနဲ့လာချစ်တဲ့အတန်ကိုကြားလိုက်ရတယ်ဘလို့အတန်ပဲကြာကြာအောင်မြတ်တာတို့ကအနှဲငယ်တောင်တုံးလို့ချင်းမရှိတာမို့အိမ်အပြင်ဘက်ကနေချောင်းလန့်နေတဲ့အတန်ရက်သွားခဲ့တယ်ဒါပေမဲ့မိနစ်အနှဲငယ်ကြာမှပဲဆရာဆိုတဲ့ခေါ်တန်ကိုကြားလိုက်ရတယ်တကားအပြင်ဘက်ကနေထွက်လာတဲ့အတန်ကြောင့်မောင်ကောင်းတဲ့ခေါ်လာတို့နှစ်ယောက်လုံးကအံ့အားသင့်သွားခဲ့တယ်ဘာလို့လဲဆိုတော့ထွက်လာတဲ့အတန်ကကိုဖိုးအေးရဲ့အတန်ဖြစ်နေလို့ပဲဆရာကျွန်တော်ပါဖိုးအေးပါဆရာတို့လိုက်ပို့ပြီးတော့ပြန်နေလမ်းမှာလမ်းပြောက်သွားလို့ဒီကိုပဲပြန်လာခဲ့တာကျွန်တော်တကားဖွင့်ပေးပါအောင်အဲ့ဒီအတန်ကြောင့်မောင်ကောင်းကအောင်မြတ်တာကိုလမ်းကြည့်ပြီးတော့ဆရာကိုဖိုးအေးရဲ့အတန်ပါလားကိုဖိုးအေးရဲ့အတန်ဟုတ်ပေမဲ့ကိုဖိုးအေးမဟုတ်ဘူးသူတို့ကကိုဖိုးအေးအတန်နဲ့တူအောင်လုပ်ထားတာအောင်မြတ်တာရဲ့စကားကြောင့်တကားအဖြစ်မှာရက်နေတဲ့သူစီကနေဆရာတကားဖွင့်ပါကျွန်တော်ကိုကယ်ပါအောင်ဗျာအိမ်အပြင်မှာအရေးမမေတွေအများကြီးပဲကျွန်တော်ကိုကယ်ပါအောင်လို့ဆိုတဲ့အတန်ထွက်လာခဲ့တယ်အဲ့ဒီအတန်ကြောင့်အောင်မြတ်တာကမျက်လုံးကိုဖြည်းဖြည်းလေးဖွင့်လိုက်ပြီးတော့တကားဘက်ကိုတင်းငင်သွားကြည့်ကကျန်းကိုလက်ဝါးနဲ့ဝုံဝင်နဲ့ရိုက်ချကတားရတဲ့စီးရိုတောင်ဖောက်ပြီးတော့ဝင်လာနိုင်ကြတဲ့တင်တို့ရဲ့အစွမ်းကတာမန်မဟုတ်ဘူးဆိုတာကြုတ်သိပါတယ်ကျုပ်တို့ကတင်တို့ကိုနှောက်ယှက်ခြင်းမရှိဘဲနဲ့တင်တို့ကနှောက်ယှက်နေမယ်ဆိုရင်တော့ကျုပ်တို့လည်းလှုပ်တင်လှုပ်ထိုက်တာကိုလုပ်ရပါလိမ့်မယ်အဲ့ဒီလိုပြောလိုက်တဲ့ဆိုရင်ပဲတကားပြင်ဘက်မှာရှိနေတဲ့သူရဲ့အတန်ကချက်ချင်းပြောင်းသွားပြီးတော့နင်တို့ကလည်းချင်းချောက်တတ်တာပဲတကားကိုချက်ချင်းဖွင့်မလားမဖွင့်ဘူးလားနင်တို့မဖွင့်ဘူးဆိုရင်ငါတို့အထဲကိုဝင်လာမှာနော်အဲ့ဒီစကားနဲ့အတူတကားပေါ်မှာတခုခုကတပြေးပြေးရွေးနေတယ်လို့အတန်ထွက်လာတယ်ထို့ဖြစ်ကြောင်မောင်ကောင်းကအောင်မြတ်တာနာကိုတိုးကပ်ပြီးတော့ဆရာသူတို့ကစီးကြထားတာကိုဖောက်နိုင်ကြလား
သူတို့ကစီးကိုမဖောက်နိုင်ဘူးဒါပေမဲ့စိတ်ကိုဖောက်နိုင်တယ်မောင်ကောင်းဟုတ်လားအခုကစပြီးတော့စိတ်ကိုတင်းငင်နေမြတင်းငင်အောင်ထားပြီးတော့မြစ်တာပို့ပြီးတော့ဒီလိုမြစ်တာပို့နေတဲ့အချိန်သူတို့ဘက်ကဘာပဲလုပ်ငါတို့လုံနေတာအောင်မဖြတ်ကြနဲ့အောင်မြတ်တာစကားကိုကပ်ပြက်ပြောပြီးတော့မျက်လုံးကိုစုံမိတ်ကမြစ်တာကိုသာအနိုင်ပို့နေခဲ့တယ်မောင်ကောင်းနဲ့ခွန်လာတို့ကလည်းဆရာဖြစ်သူပြောတဲ့အတိုင်းလိုက်နာပြီးတော့လုံနေတဲ့အချိန်မှာတရားထိုင်နေတဲ့နောက်ကျောကနေခြေဆောင်းတဲ့အတန်တပ်ပြင်းချတန်တောက်ကတ်တန်တွေကထွက်လာခဲ့တယ်ဒါပေမဲ့မကြခင်မှာပဲမောင်ထုတန်တစ်ချက်ကိုကြားလိုက်ရပြီးတော့ကြားနေရတဲ့အတန်တွေကချက်ချင်းဆိုသလိုပျောက်ကွယ်သွားခဲ့တယ်အဲ့ဒီအချိန်ကြီးကြောင့်အောင်မြတ်တာကမိမိတို့ရဲ့နီလန်ကအကျိုးရှိကြောင်းသိလိုက်ရပြီးတော့နောက်ရက်တွေမှာလည်းမြစ်တာပို့ခြင်းဖျားကုံတော်ပွားများခြင်းတွေကိုသာဒီဇိုင်းမမှတ်ပြုလုပ်ခဲ့ကြတယ်ဒီလိုနဲ့9ရက်မြောက်နေ့မှာတော့မြစ်တာပို့နေတဲ့အချိန်တအိမ်လုံးကကရမတ်အနှံ့တွေမှုှကြိုင်သွားတာကြောင့်ပြတင်းတကားတွေကိုဖွင့်ကြည့်လိုက်ရာခရမ်းရောင်ပိုးသားအင်ကြီးကိုဝစ်ဆင်ထားပြီးတော့ဒဇင်ပန်းတွေလှိုင်နေအောင်ပန်ထားတဲ့မိန်းမတစ်ယောက်ကဒဇက်မြစ်အပြင်မှာရက်နေတာကိုမြင်လိုက်ရတယ်ထိုမိန်းမကအောင်မြတ်တာကိုမြင်တော့သူ့ရှာတဲ့အကြည့်နဲ့ဆက်ကြည့်ပြီးတော့နင်တို့ဘသူလွတ်လိုက်တာလဲဒါအောင်မဖြစ်ခင်ကျုပ်တို့ဒီကိုဘာလွတ်လာရဲဆိုတာကိုအရင်ပြောပါမယ်ဒီတော်ထဲမှာပြိုပြက်နေတဲ့ဒေဒီဟောင်းတဆူကိုပြန်လည်ပြုပြင်မှုကျုပ်တို့ရောက်လာခြင်းဖြစ်ပါတယ်နင်တို့ကဘာအစွမ်းအစရှိလို့ဒေဒီကိုပြုပြင်မှုပြောရတာလဲကျုပ်တို့ရဲ့အစွမ်းအစကိုသင်ကိုယ်တိုင်ကြားသိပြီးဖြစ်မှာပါအောင်မြတ်တာရဲ့စကားကြောင့်အင်ပြင်ဘက်မှာရက်နေတဲ့မိမကခနဲ့တက်ရေးလိုက်ပြီးတော့ဟွန်းနင်တို့အကြောင်းလေးငါကြားပါတယ်နင်တို့ကငါထင်တာနဲ့တခြားစီဖြစ်နေပါလားတင်ကဒီနေရာရဲ့တခင်မဖြစ်မယ်ထင်တယ်ဒါဆိုရင်တော့တင့်ကိုအကူအညီတောင်းစရာရှိတယ်ကျုပ်တို့အနေနဲ့တင့်ပိုင်တဲ့ထဲမှာရှိတဲ့ဈေးဒီကို3လအတွင်းအပိသက်ထီတော်တင်ဖို့လုပ်ပါမယ်ဒီအလူမှာတင့်ရဲ့ကူညီမှုကအဓိကနေရာမှာကျနေတယ်တင်ကျုပ်တို့ကိုကူညီနိုင်မှာမလားတင်တို့ကဘာလို့အပ်တယ်ဆိုတာကိုပြောပါကျုပ်တို့လိုအပ်တာကဈေးဒီကိုပြုပြင်မဲ့သူတွေလာရင်တင်ကတင့်ရဲ့လက်အောက်ခံသားတွေကိုထိန်းသိမ်းပေးဖို့ပဲလိုအပ်ပါတယ်ငါနေရာမှာငါစီကံကိုလိုက်နိုင်ရင်ဘာမှမဖြစ်စေရဘူး။တင်းစီကံဆိုတာဘာများလဲ။ဈေးဒီကိုပြန်လဲပြုပြင်ဖို့လာတဲ့သူတွေအနေနဲ့ထီးတော်အစ်မတင်မချင်းတက်လို့ပဲစားရမယ်။မေထုံမှီဝဲခြင်းကိုမပြုရဘူး။တင်းစီကံချက်တွေကိုစောင့်ထိန်နိုင်အောင်ကျုပ်ကစီးရုံပြီးတော့ပြောဆိုပါမယ်။တင်လဲဈေးဒီပြုပြင်တဲ့နေရာမှာတင်းရဲ့ပဋ္ဌာန်းဆက်တွေကိုအကြောင်းကြားပြီးတော့တအားတည်းပါဝင်ပေးစီလိုပါလေ။ငါအပိုင်းကိုတော့ငါလုပ်ပေးမယ်။နက်မိုးသိရင်နင်တို့ကိုလမ်းပြပေးမဲ့သူတယောက်လွတ်လိုက်မယ်။သူကနင်တို့ကိုဈေးဒီရှိတဲ့ရက်ကိုခေါ်သွားပေးလိမ့်မယ်။ကောင်းပါပြီ။ကျုပ်တို့စောင့်နေပါမယ်။အဲ့ဒါနဲ့စကားအဆုံးမှာဒဇင်ပန်းတွေပန်ထားတဲ့အမျိုးသမီးကအမောင်တို့တွေကိုခြာကနေလှည့်ထွက်ပြီးတော့ပြန်သွားခဲ့တယ်။နောက်တနေ့မနက်မှာတော့အိမ်ရှိမှာတညောင်ညောင်နဲ့အော်နေတဲ့အတန်ကြောင့်ဖျက်ကြည့်လိုက်ရာတကူလုံးမဲနဲ့နေတဲ့တောကြောင်တစ်ကောင်ကိုမြင်လိုက်ရတာကြောင့်အောင်မြတ်တာကလွယ်အိတ်ကိုကောက်လွယ်ပြီးတော့တင်ကဈေးဒီရှိတဲ့ရက်ကိုလမ်းပြမဲ့သူထင်တယ်။တင်ရှိရသွားပါ။ကျုပ်တို့နောက်ကနေလိုက်လာပါမယ်။အဲ့ဒီလိုပြောလိုက်ရာတညောင်ညောင်နဲ့အော်နေတဲ့တောကြောင်ကတော်လန်လေးအတိုင်းကိုတရွေ့ရွေ့ထွက်သွားခဲ့ပါလေ။တနာရီကလမ်းလျှောက်ပြီးချိန်မှာတော့ခြုံနယ်ပိတ်ပေါင်းတွေတက်နေပြီးတော့တပိုင်းတစပြိုပြက်နေပြီဖြစ်တဲ့ဒေဒီအပြက်တဆူရှေ့ကိုရောက်လာခဲ့တယ်။ဒေဒီရဲ့ပြက်စရာမှာတော့လောလောလတ်လတ်ထုံးကြီးပူဇော်ထားတဲ့ဖျောင်းနိုင်9နိုင်နဲ့အတူအငွေတစ်ထောင်ထောင်ထားနေတဲ့ဆွန်တစ်ခွက်ကိုမြင်တွေ့လိုက်ရတယ်။အောင်မြတ်တာတို့လည်းဇေဒီကိုမြင်လိုက်တာနဲ့တောက်ချီကဖူးမြော်နေတဲ့အချိန်ဒီလိုနေ့ကိုစောင့်နေတာနှစ်ပေါင်းအတော်ကြာခဲ့ပြီ။ဆိုတဲ့အတန်ကြောင့်လှည့်ကြည့်လိုက်ရာတော်တချောင်းကိုလက်မှာကင်ထားတဲ့လူကိုမြင်တွေ့လိုက်ရတယ်။တင်ကကျုပ်တို့ခရမ်းတော်အကြောင်းသတင်းလာပေးတယ်သူမလား။ဟုတ်ပါတယ်ဆရာ။ကျုပ်ကဆရာတို့ကိုဒီလိုလာဖို့ပြောခဲ့ပေမဲ့တခင်မဘသူ့ကိုမှအယုံကြည်မရှိတာကြောင့်သူ့စိတ်တိုင်းကျစမ်းသပ်ပါလို့ပြောခဲ့ရတယ်ဗျာ။ဒီအတွက်ဆရာတို့ကိုတောင်းပန်ပါတယ်။ဒါကလည်းနှစ်ပေါင်းများစွာတည်ရှိနေတဲ့အစွဲကြောင့်ဖြစ်လာတာဆိုတော့ကျုပ်တို့လည်းအဖြစ်မမြင်ပါဘူး။မင်းညဆရာနဲ့တခင်မစကားပြောပြီးနောက်ပိုင်းသူလည်းစိတ်အတော်ပြော့သွားခဲ့တယ်။ဒါကလည်းဆရာတို့ပို့တာတဲ့မြစ်တာတွေကြောင့်ပါပဲ။ဒါနဲ့ဇေဒီကျေထားတဲ့နေရာနဲ့လူနေအိမ်ခြေရှိတဲ့နေရာအတော်လေးလန်းတော့လိုအပ်တဲ့ပစ္စည်းတွေတဲဖို့ကအဆင်ပြေနိုင်မှာမလား။နောက်ပြီးတော့ဒီတော့တဲ့ကိုဘသူမှမလာရဲကြဘူးလေ။ဒီအတွက်တော့ဆရာမပူပါနဲ့။တခင်မလူဘဝကိုရောက်နေတဲ့သူ့ရဲ့နောက်ပါငယ်သားတွေကိုအိမ်မက်ပေးပြပါပြီ။သူတို့ကမကြခင်ရက်အတွင်းဒီရက်ကိုရောက်လာပါလိမ့်မယ်။တန်ဝရရဲ့စကားကြောင့်အောင်မြတ်တာကခေါင်းကိုတင်းငင်လုပ်ပြီးတော့ဒေဒီကိုတော့ဝကြီးဖူးမြော်လိုက်ပါဦးတယ်။အောင်မြတ်တာတို့ကဇေဒီကိုရောက်ပြီးတော့2ရက်လောက်အကြာမှာတော့ကိုဖိုးအေးနဲ့အတူဧည့်သည်10ယောက်ခန့်ဇေဒီကိုရောက်လာခဲ့ကြတယ်။
ကိုဖိုးကြီးကတော့အောင်မြတ်တာကိုမြင်တော့ဝမ်းသာအားရနှုတ်ဆက်ပြီးတော့ပါလာတဲ့သူတွေနဲ့မိတ်ဆက်ပေးခဲ့တယ်။ကိုဖိုးကြီးနဲ့ပါလာတဲ့သူတွေကတော့တဲပြူချောင်းရွာနဲ့တိတ်မဝေးတဲ့မြို့မှာနေထိုင်တဲ့သူတွေဖြစ်ပြီးအိမ်မက်အရာဇေဒီကိုပြုပြင်ဖို့လာကြတဲ့သူတွေဖြစ်ကြောင်းသိခဲ့ရတယ်။ဇေဒီကိုစတင်ပြုပြင်တဲ့အချိန်ဒီမှာလည်းအနေနဲ့အရရက်ကလူတွေကရောက်လာပြီးတော့လူအားငွေအားဖြင့်ကူညီပေးခဲ့ကြသလိုမမြင်အပ်တဲ့ပုံကိုယ်တွေကလည်းသူတို့နိုင်တဲ့ဘက်ကနေပါဝင်ကူညီပေးခဲ့ကြတယ်။ဒီလိုနဲ့3-4 လလောက်ကြာပြီးတဲ့အချိန်မှာတော့ပျက်စီးနေတဲ့ဇေဒီကမူလပုံစံအတိုင်းပြန်ဖြစ်သွားတာကြောင့်ထီတော်အသစ်တင်လူပွဲအတွက်အောင်မြတ်တာတို့ကပြင်ဆင်ခဲ့ကြတယ်။အောင်မြတ်တာတို့အနေနဲ့ထီတော်တင်ပွဲပြုလုပ်မယ့်ရက်ကိုဘသူ့မှကြိုတင်အသိပေးတာချင်းမရှိပေမဲ့ထီတော်တင်မဲ့နေ့မှာတော့လူတွေကဘယ်ကနေဘလို့ရောက်လာမှမသိအောင်တိုးပိတ်နေခဲ့တယ်။ထီတော်တင်ရေစက်ချပွဲပြုလုပ်တဲ့နေ့မှာလည်းခရန်တော်ရဲ့တခင်မအတွက်ရည်စူးပြီးတော့ရေစက်ကွက်တီးတန့်ပြုလုပ်ပေးထားခဲ့တယ်လို့အခြားသောမြင်အပ်မမြင်ရပုံကိုယ်တွေအတွက်လည်းရေစက်ကွက်တွေကိုစီစဉ်ပေးထားခဲ့တယ်။တကယ်လည်းရေစက်ချအမျှဝေတဲ့အချိန်မှာတော့ရေစက်ကွက်တွေကသူ့ဘာသာသူလှုပ်ရှားကရေစက်ချနေတာကိုထီတော်တင်ပွဲကိုလာတဲ့ပရိသတ်တွေကိုယ်တိုင်မြင်တွေ့ခဲ့ကြတယ်။အဲ့ဒီချိန်ကစပြီးတော့ဖျားတန်တရားတန်မကြားခဲ့ရတဲ့ခရန်တော်ကြီးကဆဲလဲတန်တချင်းချင်းခေါင်းလုံးတန်တင်းတင်းမြစ်တာပိုးတန်တလွင်လွင်နဲ့ပြန်လည်စီကားလာခဲ့တယ်။ဒီတော်ရဲ့ရှင်မြေမှာတော့ဒဇင်ပန်းတွေဝေနေအောင်ပန်ထားတဲ့ပုံစံထုလုပ်ထားတဲ့တခင်မရဲ့ရုပ်ထုအပြင်တော်တချောင်းကိုလက်မကင်ထားတဲ့တန်ဝရရဲ့ရုပ်ထုကိုထုလုပ်ပေးထားခဲ့တယ်။အနီးနားလူတွေကတော့တခင်မကြီးကိုဇေဒီရဲ့မူလဒါယကမကြီးလို့ခေါ်ခဲ့ကြပြီးတန်ဝရကိုတော့ပြင်းပြင်းတော့စောင့်ရှောက်တဲ့အဖိုးလို့ခေါ်ဆိုခဲ့ကြတယ်။အောင်မြတ်တာကိုလည်းဇေဒီကိုပြုပြင်ရတွင်အဓိကနေရာကနေပါဝင်ကုသိုလ်ယူခဲ့ပြီးနောက်ပိုင်းမှာတော့ခရန်တော်ကနေပြန်လည်ထွက်ခွာခဲ့ရာအေယာဝတီတိုင်းကြုံပျော်မြို့လေကမိုးချိုပြည့်ရွာဆိုတဲ့ရွာလေးတွေရာစီကိုရောက်လာခဲ့တယ်။အဲဒီရွာကိုရောက်နေတဲ့အချိန်လူဘဝမှာရှိခဲ့တဲ့အကျင့်ကိုမဖြောင်းနိုင်သေးတဲ့နှင်းချိုတရေတကောင်ကိုခြေချွတ်ဆုံးမပေးခဲ့ရသေးတယ်။ဒီအကြောင်းကိုတော့အောင်မြတ်တာနဲ့ဝယုံလောကငမဲလုံးဆိုတဲ့ဇာတ်လမ်းလေးမှာနားဆင်ပေးကြပါဦး။ဟုတ်ကဲ့ပါ။အခုလိုအဆုံးထိလိုက်ပါအားပေးနားဆင်ကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ကြံရှိနေသေးတဲ့အပိုင်းစာများကိုဆက်လက်နားဆင်နိုင်မှုအတွက်ကျွန်တော်တို့ရဲ့မြစ်တက်နေ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။